ဒုက္ခေဒုက္ခ မြင့်မြတ်မေကမြင့်မြတ်လိုပဲချောလိုက်တာနော်မမေ ညီမြတ်ကအန်တီရဲ့သားနင်တို့၃ယောက်နဲ့ဘာမှမသက်ဆိုင်ဘူး ခင်ဗျားတို့ကျွန်တော်မသေးခဲ့ရခင်ဗျားတို့တတ်မသေးဘူး ညီပါစကဘာလို့ခေါ်ရုံနဲ့ငါရဲ့ညီကြီးအမေညီမဖြစ်နိုင်ပါဘူးအေး ဒုက္ခေဒုက္ခ ငါမြင်တဲ့ကြက်ကြုံမပါပဲမစားတတ်ဘူးဆိုတာညီမသိဘူးလား ဒါစက်တော့ကြိုင်မှသိလို့တက်မကြောတာကွာဘီရွေးဆိုရင်စေရင်တော်မရှိ ကိုကျက်တက်တော်မပိုင်ထမင်းစားတော့မလား တခေဆိုတခေအောင်မြင်ကြော်ကြားခဲ့သောအနုပညာရှင်ကြီးများရဲ့ဂန္ဓဝင်စကားများဆေးရောင်သုံးစကားများနဲ့ရသသုံးစကားများကိုကာလအပိုင်းခြားလိုက်တင်ဆက်ပေးသွားမှာဖြစ်လို့မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့သတင်းကောင်းလေးပါလိုက်ပါရစေခင်ဗျာဒုက္ခေဒုက္ခ